ဟယ်လိုအားလုံးပဲမင်္ဂလာပါဘုံလုံးပွဲတွေကိုတင်ဆက်သုံးသပ်ပေးနေတဲ့90 minute ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းချန်ပီယံလိပလီယောလက်ကျန်လေးပွဲရှိတယ်အဲ့ဒါကိုကျွန်တော်သုံးသပ်ပေးထားပါတယ်ဒီနေ့မှရောင်းပွဲထွက်ပါတယ်ဗျစိတ်ဝင်စားတဲ့ဆိုရင် Viber ကနေဆက်သွယ်လို့ရပါတယ်ကျွန်တော် discussion မှာ Viber ဖုန်းနံပါတ်ချပေးထားပါတယ်အဲ့မှာတွားပြီးဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော်ရဲ့ Telegram လေးကိုလည်းjoin ထားပေးဖို့ပြောချင်ပါတယ်အဲ့ဒီမှာမောင်းကက်ဒီလက်ဆောင်တပွဲကောင်း body လေးတွေကိုကျွန်တော်ချပေးနေပါတယ် Telegram channel link ကိုလည်း discussion မှာချပေးထားပါတယ်ဗျအဲ့မှာဝင်ပြီး join လို့ရပါတယ်ကဲ okay ပထမဆုံးပွဲကတော့ quarterback နဲ့ Newcastle ပွဲပါဒီနေ့ည12:15မှာရှင်ပြန်ကစားမှာပါဗျအဲ့မှာအဝေးကွင်း Newcastle ကတလုံး90ရှုံးပေါက်ပါတယ်ကိုပေါင်းကြီးကတော့350စားပါ quarterback ကိုကြည့်မယ်ဆိုရင် quarterback ကအစာပန်ချန်ကလပ်ပါဗျquarterback ကလက်ရှိအစာပန်ချန် Premier League ဇယားမှာအဆင့်1မှာရပ်တည်နေရဲ့ဒီနေ့ Champions League မှာ quarterback ကစားခဲ့ပုံတွေကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်အင်ကွင်းမှာ A ချက်ကို 2-4 နဲ့တပွဲပဲရှုံးထားတာကိုတွေ့ရပါတယ်ကိုဗင်ဟီဂင်နဲ့ Frankfurt ကိုနိုင်ထားတယ် Chelsea ကိုအင်ကွင်းမှာ 2-2 တည်ကြထားပါတယ်ဗျဒီနေ့ Champions League အင်ကွင်း၄ပွဲမှာ quarterback ကတပွဲကိုအနည်းဆုံး2 9နဲ့ထပ်သွင်းထားတယ်ဒါပေမဲ့ quarterback ကိုကြည့်ရမယ်ဆိုရင်သူကအဝေးကွင်းကစားပုံတွေတော့တိတ်ပြီးမကောင်းဘူးဗျအင်ကွင်းကစားပုံတွေကောင်းတယ်ပေါ့နော်အခု Newcastle နဲ့ပွဲမှာလည်းသူအင်ကွင်းကနေကစားရမယ်ဒါကြောင့်မို့ Asian quarterback ကို short တက်ထားလို့တော့မရဘူး quarterback ကအင်ကွင်းမှာဆိုရင်ဂိုးတွေသွင်းတယ်တိုက်စစ်ဖွင့်ပြီးကစားတယ်ဒါတွေကိုကျွန်တော်ရဲ့ viewer တွေကိုသိစေချင်လို့ပြောပြနေတာပါ Newcastle ကတော့လက်တလောကစားထားတဲ့9ပွဲမှာ3ပွဲရှုံးပြီး2ပွဲနိုင်ထားပါတယ်စပါးကို 1-2 နဲ့နိုင်တယ်Aston Villa နဲ့ပွဲမှာလည်း Villa တို့ပထမပိုင်းမှာဥဆောင်ကိုရပြီးဥဆောင်နေတာအဲ့ပထမပိုင်းပြီးခဲ့တဲ့နေ့မှာ Aston Villa တယောက်ထုတ်ခံရတယ်ဗျဒုတိယပိုင်းလေးရောက်ရောတယောက်အတာနဲ့ Newcastle က3ဂိုးပြန်ကျိတ်သွားတယ် 1-3 နဲ့ပွဲပြီးသွားတာပေါ့ဗျာစပါးနဲ့ပွဲတုန်းကလည်းပြန်ကြည့်ရမယ်ဆိုရင် Newcastle ကနောက်ကျဂိုးတွေနဲ့တွင်းပြီးနိုင်သွားတာ Newcastle ကန်ဒီကောင်းနေတာပေါ့ဗျာ Newcastle ကိုကြည့်ရမယ်ဆိုရင်စပါး Aston Villa အဲ့မှာအဝေးကွင်းသွားကန်ရတယ်အခုအစာကကြံမှာ quarterback ကိုအဝေးကွင်းလာကန်ရတယ်ဒီပွဲပြီးသွားရင်လည်း Premier League မှာ Manchester City ကိုအဝေးကွင်းကစားရအောင်ခင်ဗျအဝေးကွင်းတွေများနေတဲ့ Newcastle ကလက်ရှိမှာပြင်ဆင်ချိန်တွေလုံလောက်မှုရှိမနေနိုင်ဘူးဒီတော့ Newcastle အနေနဲ့အင်္ဂလန်မြေကိုပြန်ရောက်မှအင်ကွင်းကနေပြီး quarterback ကိုပြန်ကျိတ်မှာလားလက်ရှိချိန်မှာ quarterback အနေနဲ့ကအင်ကွင်းကစားပုံတွေရန်ကောင်းတယ်ဂိုးတွေလည်းသွင်းထားတယ်အဝေးကွင်းကလာကန်မဲ့ Newcastle ကိုဂိုးတကူသွင်းသွားနိုင်တယ်ကျွန်တော်ဒီပွဲမှာနှစ်ဖက်သွင်းကိုမြင်ရနိုင်တဲ့အတွက်ကြောင့်ဂိုးပေါင်းပုံပဲကြိုက်ပါတယ်ဂိုးပေါင်းပုံရွေးချယ်ထားပါတယ်ဗျโอเคနောက်တစ်ပွဲကတော့ Clash Pro နဲ့ Atletico Madrid ပွဲပါဒီနေ့ည2 နာရီပွဲမှာရှင်ပြန်ကစားမှာဗျအဲ့မှာအဝေးကွင်း Atletico Madrid ကတလုံး80စားပေါက်ပါတယ်ဘိုးပေါင်းကြီးကတော့3လုံး20စားပါ Clash Pro ကိုကြည့်မယ်ဆိုရင် Belgian ကလပ်ပါဗျလက်ရှိ Belgian Pro League မှာအဆင့်3မှာရပ်တည်နေတယ်နောက်ဆုံးကစားထားတဲ့9ပွဲကိုပြန်ကြည့်ရရင်လေ Belgian Pro League ရဲ့ဇယားထိပ်မှာရှိနေတဲ့ Union Saint Club ကို1-0နဲ့အဝေးကွင်းကနေရှုံးထားတဲ့တပွဲပဲရှိတယ်4ပွဲနိုင်ထားပါတယ်အဲ့မှာChampions League အုပ်စုအမှတ်ပေးနောက်ဆုံးပွဲစဉ်ကိုမာဆေးနဲ့ကစားရတယ်။အဲ့မှာမာဆေးကိုအင်ကွင်းကနေ3-0နဲ့ကျိတ်သွားတာဗျာ Clash Blue ကမာဆေးတို့အသေးခွဲခံလိုက်ရတာပေါ့ဗျာ။အဲ့ဒီပွဲကြောင့်မာဆေးက Champions League ကနေထွက်လာပြီး Benfica ပလေအော့အဆင့်ကိုတက်သွားတာ။ဒီနေ့ Champions League အင်ကွင်းကစားထားပုံတွေကိုကြည့်ရမယ်ဆိုရင် Arsenal တသိန်းလေးကိုပဲရှုံးထားတယ်ဗျ။ဘာစီလိုနာနဲ့3-3တည်ကြတယ်။မိုနာကို4-1နဲ့နိုင်တယ်။မာဆေးကို3-0နဲ့နိုင်ထားပါတယ်။အင်ကွင်းကစားပုံတွေကောင်းတယ်ပေါ့ဗျာ။ခုလေ Atletico Madrid ကိုအင်ကွင်းကနေပြီးတော့ကစားရမယ်ဗျ။ Atletico Madrid ကိုကြည့်ရင်ဒီနှစ် Champions League မှာ4ပွဲနိုင်3ပွဲရှုံးတပွဲတည်ကြထားတယ်။ရှုံးတာက Liverpool နဲ့ Arsenal ကိုရှုံးထားတယ်။ Galatasaray နဲ့တည်ကြတယ်။ Netherlands ကလပ်ဖြစ်တဲ့ PSV ကို2-3နဲ့နိုင်ထားပါတယ်။ဒါပေမဲ့ Atletico Madrid အနေနဲ့အဝေးကွင်းမှာဂိုးမသွင်းထားနိုင်တဲ့ပွဲဆိုလို့ Arsenal တသင်းပဲရှိပါတယ်။ Atletico Madrid နောက်ဆုံးကစားခဲ့တဲ့9ပွဲကိုပြန်လည်ကြည့်ရမယ်ဆိုရင်လေ Copa del Rey မှာ Real Betis ကိုပဲနိုင်ထားတဲ့တပွဲပဲရှိတယ်။အဲ့မှာလီဗန်တီးနဲ့တည်ကြတယ်နောက်ဆုံးကစားခဲ့တဲ့ဗလကာဒိုနဲ့ပွဲမှာအဝေးကွင်းကနေပြီးတော့3-0နဲ့ဆိုပြီးရှုံးထားတယ်ဗျလက်ရှိအနေထားကတော့အဝေးကွင်းကစားပုံတွေတိတ်အားရမနေဘူးဘယ်ဂျီယမ်မြေမှာ Asian Class Group ဂိုးသွင်းတာကိုခံရပါလိမ့်မယ်ကျွန်တော်ဒီနေ့ပွဲမှာ Asian Class Group body ကိုပဲကြိုက်ပါတယ်โอเคနောက်ထပ်တစ်ပွဲက Olympiacos နဲ့ Leverkusen ပွဲပါဒီနေ့ည2 နာရီပွဲမှာရှင်ပြန်ကစားမှာပါအဲ့မှာ Asian Olympiacos က level 50ရှုံးပေါက်ပါတယ်ဂိုးပေါင်းကြီးကတော့2လုံးရှုံးပါOlympiacos က Greek club ပါဗျလက်ရှိသူ့ရဲ့လိမှာလည်းသူကအဆင့်2မှာရပ်တည်နေတယ် PAOK Panathinaikos တို့နဲ့တတိသေးပေါ့ဗျာ Asian Olympiacos ကဒီနှစ် Champion League မှာ Leverkusen နဲ့တွေ့ထားပြီးပြီဗျအဲ့ဒီပွဲမှာ2-0နဲ့နိုင်ထားတယ်အင်ကွင်းကပဲနိုင်ထားတာကြအခုလည်းထပ်ပြီးအင်ကွင်းမှာပြန်ကန်အောင်မယ်
အိုလံပီယာကော့စ်အနေနဲ့ဂရိမြေမှာထပ်ပြီးတော့အနိုင်3မှတ်ဆိုတာကိုယူသွားအောင်မှလားဗျဒီပါကူစင်ကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာတပွဲတည်ကြထားတယ်9ပွဲနိုင်ထားပါတယ်မိုချာကလပ်ဘတ်နဲ့အဝေးကွင်းမှာ1-1ဆိုပြီးတပွဲပဲတည်ကြထားတယ်အဲ့ဒီမှာလက်ရှိဘွန်ဒက်လီကာရဲ့အဆင့်ခွန်မှာရှိနေတဲ့ဖရန့်ဘတ်ကိုအဝေးကွင်းကနေပြီး1-3နဲ့နိုင်ထားတယ်ဗျလက်ရှိကားရဖောင်နေရန်ကောင်းနေပေါ့ဗျာအခုပွဲမှာဒီပါကူစင်အနေနဲ့ဂရိမြေမှာအနည်းဆုံးတည်ယူတော့သူစူးစမ်းလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ကျွန်တော်လီဗာပူးစင်ဘော်ဒီကိုကြိုက်ပါတယ်ဗျနောက်တဲ့တပွဲကတော့ဘိုလိုကလင်းနဲ့အင်တာမီလန်ပွဲပါဒီနေ့ည2နာရီခွဲမှာရှင်ပြန်ကစားမှာပါဗျအဲ့မှာအဝေးကွင်းအင်တာမီလန်ကတစ်လုံး40စားပေါက်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး20ရှုံးပါဘိုလိုကလင်းကတော့နော်ဝေးကလပ်ပါဗျလက်ရှိမှာတော့သူတို့လိကနားထားတယ်ပွဲပန်းမှုမရှိဘူးပေါ့ဗျာဒါကိုပြောချင်တာပါအင်ရှင်ဘိုလိုကလင်းအနေနဲ့ဒီနေ့ချန်ပီယံလိမှာ10ပွဲကစားထားတာကိုပြန်ကြည့်ရမယ်ဆိုရင်3ပွဲတည်3ပွဲရှုံးပြီး2ပွဲပဲနိုင်ထားတယ်အဲ့ဒီ10ပွဲကစားထားမှာဂုံးမသိနိုင်တဲ့ပွဲစီလို့မိုနာကိုနဲ့တပွဲပဲရှိပါတယ်။ကျန်တဲ့ပွဲတွေအားလုံးဘိုလိုကလင်းကဂိုးသွင်းထားနိုင်ပါတယ်ဗျ။ဘိုလိုကလင်းကိုကြည့်မယ်ဆိုရင်သူ့ရဲ့တိုက်ဆက်ကဂိုးသွင်းတယ်။ဒါပေမဲ့သူ့ရဲ့ခံစစ်ကြီးကဂိုးတွေပြန်ပေးနေရတယ်။စီးတီးတွေမှာလက်ရှိဇယားထိပ်ကအင်တာမီလန်ကိုဂိုးသွင်းသွားနိုင်မှာကဒီနေ့ပွဲမှာရောအင်တာကိုကြည့်မယ်ဆိုရင်တော့လက်ရှိနောက်ဆုံးကစားခဲ့တဲ့6ပွဲမှာ6ပွဲလုံးနိုင်ထားပါတယ်။အဲ့ဒီမှာဒေါ်မွန်ကိုအဝေးကွင်းကနေဇီတူးနဲ့နိုင်တဲ့ပွဲပါတယ်ဗျ။ဒေါ်မွန်ဆိုတာအခုကန်ရမဲ့ဘိုလိုကလင်းထက်တော့အများကြီးတာပါတယ်ဗျဒါရီကအင်ရှင်ဘိုလိုကလင်းကိုအင်တာမီလန်အနေနဲ့အချိန်ပြေးဂိုးသွင်းသွားနိုင်ပါတယ်ဆိုတာကိုပြောပြနေတာပါအင်ရှင်ဘိုလိုကလင်းအနေနဲ့ဒီနှစ်ချန်ပီယံလိအုပ်စုနောက်ဆုံး2ပွဲဖြစ်တဲ့မန်ချက်စတာစီးတီးနဲ့အတလက်တီကိုမက်ဒရစ်ကိုနိုင်ထားတယ်ဗျအဲ့ဒီအချက်ကိုကျွန်တော်တို့မေ့ထားလို့မရဘူးဒါကြောင့်မို့အဝေးကွင်းလာခဲ့မဲ့အင်တာမီလန်ကိုလည်းဂိုးတကူသွင်းသွားနိုင်ပါတယ်ဒီညပွဲမှာတော့9ပွဲ9ပွဲစက်တိုက်တွေ့ဦးမယ်ကျွန်တော်အဝေးကွင်းကအင်တာမီလန်ဘော်ဒီကိုပဲကြိုက်ပါတယ်ဗျโอเคဒါကတော့ဒီနေ့ညမှာရှင်ပြိုင်ကစားမဲ့ပလီယောလက်ကျန်၄ပွဲကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့သုံးသပ်ချက်လေးကိုကျန်နေတက်ရင် like and subscribe လေးလုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ဒီနေ့ရောင်းပွဲထွက်ပါတယ်ဗျစိတ်ဝင်စားတယ်ဆိုရင် Viber ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ကျွန်တော် description မှာ Viber နံပါတ်ချပေးထားပါတယ်အဲ့မှာတွားပြီးမေးမြန်းလို့ရပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်တို့နောက်နေ့မှာပြန်လည်တွေ့ပါအောင်မယ်